नमस्कार हजुर नमस्कार म सोमसाई बानिया हजुर आज म यहाँ आइपुगिरहेको छु हजुर हाम्रो फाखन प्रिडी बनमियम छेवल्ली म्यामिङला डमायौँ भन्नेमा हजुर आइपुगेको कारण त हजुर आज 18 तारिक 5औं महिना 2025 हजुर हजुर पोहोर बित्नु भएको मेरो सारू भाइ हजुर दीपक मिश्रा उहाँको 1 सालको आज बिच्छुहरूलाई विवाह भोजनदान हजुर फाखनौ प्रिडी बनमियम छेवल्ली म्यामिङला डमायौँ भन्नेमा हो हजुर हजुर नमस्कार हेरिदिनु होला हजुर तपाईँलाई नमस्कार
ကူပြောင်းသွားတော့တက္ကကြီးဦးဒီပေါ့ဒီရွှေအားယေရှုရဲ့ယနေ့ကိုတန်တော်လို့ရှင်ပြင်းများကိုဆွမ်းဆက်ကမယ်နော်အဲကျွန်တော်လိုက်ဆိုမယ်မယံပန်းဒေမယံပန်းဒေတန်တာရဝတ္တဒုက္ခတောမောဇနထာယဣဒံမေပုံညာပေတတကာလင်္ကတတပစ္စယောဟောတုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုရှင်ဖေယဘုရားတပည့်တို့တပည့်တော်မတို့သည်လွန်ခဲ့သောစေသုံးရက်5 လ
2024ခု၌2024ခု၌ ဘဝဟောင်းမှ ဘဝဟောင်းမှ ဘဝတည်သို့ ဘဝတည်သို့ ခုပြောင်းသွားသော ကူပြောင်းသွားသော အနုဒါယက အနုဒါယက ဥဒီဘောမစ္စရောအား ဥတီဘောဝိရှရာ လူနာနိဗ္ဗာန် လူနာနိဗ္ဗာန် သုံးတန်သော သုံးတန်သော ချမ်းသာကို ချမ်းသာကို ရောက်ပါစေရှင် ရောက်ပါစေခြင်း အကျိုးငါ အကျိုးငါ ဤစွမ်းခေပွေတို့ကို ဤဆုံးဖဲဝဲတို့ကို တန်ပါကုန်၏ လူနာပါကိုဤ အရှင်ဖျား အရှင်ဘုရားသာဓုသာဓုသာ အ
ဆရာဓမ္မတို့အားယုတ်တင်မြတ်တို့လက်ဆောင်မော၍ရှိခိုးပူဇော်ဖုံးမြမရှောက်ပေါ်တော်လက်ကြသောပူဇော်ဝန္တတေကိစ္စပနာမကာရဝကောင်းမှုကုသိုလ်စေတနာယနေ့ယခုလွန်ခဲ့သောစေတုမြတ်မာက2024ခုနှစ်ကာလကဘဝဟောပါဘဝတည်သို့ပြုပြောင်းသောအခုကာယကဥဒီကိုမိရှောအားလူနာနိဗ္ဗာန်သုံးနာသောရှမ်းသာကိုရောက်ပါစေရှင်ရပါစေရှင်ကြုံမှာယေရှုရဲ့မှန်၍ခရအမှုရှိသောတမ္မာတို့အရှင်သူမြတ်တို့အဖက်ဖက်၍ဆွမ်းစားသောလူပွဲဝတ္ထုအစုစုတို့ကိုလူတန်းရသောဒါနကုသိုလ်ကစေတနာတရုဏဂုံသုံးပါးနဲ့တကွာ၅ပါးသောသီလတရားတို့ပြုလို့ကောင်းစွာခံယူစောင့်ရှောက်စောင့်တည်ရသောသီလကုသိုလ်ကစေတနာမိမိတို့၏ခန္ဓာ၅ပါးယုတ်နာ၅ပါးတို့ကိုအနိစ္စဒုက္ခအနတ္တတိဟူသောလက္ခဏာ၃ပါးတင်၍ဆင်ရှင်ပွားများအထောက်ရရှိဖြစ်ဟူသောဝိပဿနာဘာဝနာမြတ်ကုသိုလ်ကစေတနာအပေါင်းတို့ကြောင့်လွန်ခဲ့သောစေတုံရမာလ2024ခုနှစ်ကာလမှာဘဝဟောင်းမှာဘဝတည်သို့ပြုပြောင်းသောအခုဒါယကဥဒီကိုမိရှုတိဂျိုင်းခက်ကြတဲ့မိဂ္ဂဇုစတိနာမိညီကိုမမပေါင်းတို့ကပြုလို့လိုက်တဲ့ကုသိုလ်ကောင်းမှုအဖို့ပါကကိုရောက်ရဘဝရရဘုရားနာမဣနေယဣတိဣထာဏတို့လာရောက်၍သာဓုသုံးချိန်ကိုဆိုပြီးရင်ကောင်းသောဘုံဘဝဘုရားနာ၌ခံစားဆန္ဒနိုင်ပါစေထိုကောင်းတဲ့ဘုံဘဝ၌ကောင်းတဲ့အစာသောကောင်းတဲ့ဘဝတွင်တန်းစာကောင်းတဲ့နေရာထိုင်ခင်းကိစ္စရှိပြီးဆိုတဲ့ပြည့်စုံနိုင်ပါစေ။ကျန်ရခဲ့ကြသောသာသမီညီကိုမောင်နှမစတိနေရာပြုပြီးလည်းအသက်ရှင်ရှင်ဆန္ဒရှင်ရှမ်းသာကြည်ရှင်ဉာဏ်ပညာကြည်ရှင်ဘုံတော်အာလုံးကိုကြည်ရှင်ဆိုတော့အကျိုးတရား၅ပါးနဲ့ပြည့်စုံနိုင်ကြပါစေ။ယနေ့ယခုတရားတော်နာကြောက်လာကြတဲ့တရားတော်မတို့တရားမတို့ဤအာရုံတော်တရားမတို့ကိုယ်လုံးကိုယ်ကဒီလိုဒီကရှမ်းနဲ့ရှမ်းပတ်အနန္တနာကြောက်စေကြောက်တော်စေတော့ဖေးအပေါင်းရံပေါင်းအန္တရာယ်ပေါင်းတို့မှာကျင့်စဉ်ပြီးတော့ကောင်းကျိုးရှမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီး၍အဆုံးစွန်သောဘဝ၌မြတ်ဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်သောအမျိုးကောင်းသောအမျိုးကောင်းသမီးများဖြစ်နိုင်ကြပါစေ။အာဘန္တိသေတရေမေနတဟယေသသီလဓမ္မာယာသာမိလောကဟံကတဝါသီလတေထဧဗန္တိဒုတိယပိအာဘန္တိသေတရေမေနတဟယေသသီလဓမ္မာယာသာမိလောကဟံကတဝါသီလတေထဧဗန္တိတတိယပိအာဘန္တိသေတရေမေနတဟယေသသီလဓမ္မာယာသာမိလောကဟံကတဝါသီလတေထဧဗန္တိယမဟာဝတ္တမိတံဝတိထနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘုရားတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္
Taranang Islami Dudiyampi Dhammang Taranang Islami Dudiyampi Tanggang Taranang Islami Dudiyampi Buddhang Taranang Islami Dudiyampi Dhammang Taranang Islami Dudiyampi Tanggang Taranang Islami Dadiyampi Buddhang Taranang Islami Dadiyampi Dhammang Taranang Islami Dadiyampi Tanggang Taranang Islami Dadiyampi Buddhang Taranang Islami Dadiyampi Dhammang Taranang Islami Dadiyampi Tanggang Taranang Islami Tidarana Kamana Paripurna Panati Pada Veramani Sikkhapadang Samadhiyami Panati Pada Veramani Sikkhapadang Samadhiyami Adena Dana Veramani Sikkhapadang Samadhiyami Adena Dana Veramani Sikkhapadang Samadhiyami Kametu Missa Sara Veramani Sikkhapadang Samadhiyami Kametu Missa Sara Veramani Sikkhapadang Samadhiyami Buddha Vada Veramani Sikkhapadang Samadhiyami Buddha Vada Veramani Sikkhapadang Samadhiyami Sura Mirara Maisa Pamada Dhamma Veramani Sikkhapadang Samadhiyami Buddha Miraya Missa Pamada Thana Veramani Sikkhapadang Samadhiyami Idame Punya Idame Punya Atavakkhaya Atavakkaya Wahahotu Mahahotu Idame Tila Idame Tila Idame Dana Idame Dana Vedata Vedata Kalangkadata Kalangkadata Yisayo Nisayo Hotu Hotu Ashempaya Ashempaya Ayadavido Ayadavido Vido Maroti Vido Maruti Longketo Lonteto Tanikam Kalaka Tanikang Kalaka Awahama Awahama Awatitu Awatitu Ubyong Goto Umyang Godo Aludayaka Aludayaka Utipo Mishua Udiko Mishra Luna Laida Luna Nibbana Tongdanto Longdanto Chandago Chandago Yabasishin Yapasishin Yabasishin Yapasishin Achunga Achunga Yesu Yemayue Yesu Yimayue Angado Angado Shimyadoa Shimyadoa Swansato Swansato Dana Kudo Dana Kudo Sautiyato Sautiyato Ila Kudo Ila Kudo Kanta Ngaba Chandrangaba Yonanabadogo Yona Nabadogo Anaisa Anesa Manito Maneto Boshito Oshito Kanda Bovadaka Anabuvadaka Toka Loka Sayishin Boshito Seyeshin Oshito Kanda Bovadaka Anabuvadaka Nada Ananda Asumaya Sumaya Aloto Malai Lodomalai Nitara Mishito Nitara Mashito Kanda Bovadaka Anabuvadakahu Sayishin Seyeshin Wamya Wamya Athoyato Atoyato Vipatana Vipadana Bhavanamaya Bhavanamaya Kudokan Kudukan Sena Pauloja Sirna Pamluja Longketo Loketo Tanikang Kalaka Tanikang Kalaka Awahama Awahama Awatitu Awatitu Ubyang Goto Umyang Godo Aludayaka Aludayaka Utipo Mishroti Udiko Mishrodi Yauya Bawa Yaya Bawa Yaya Bongkanama Yaya Bongkanana Jaya Kejato Jayikejato Mintasu Idasu Seni Seni Padamidoma Padamidoma Chulolaiko Chululaito Udo Komui Udukamui Apo Bagago Apobadago Tadu Tote Radu Tomte
တင်္စသီလံဓမ္မံတရုကံကတ္တဝအပမတိနသီလံသပါတိသာ Utigo Mishra no Luna Daiva Dona Dom Shanta Yaba Session Yaba Session Joma Jaya Kajara Tima Sani no Sani Lucian Parpati Parvati no Kami Nasona no Luani Viro Jaya Kata Viruan Viro Pelonto adalah Utigo Mishra Luna Daiva Dona Shanta Yaba Session Yaba Session Joma Yesu Isma Viro Tamaru Shinyaru Dona Dua Tima Mahalundo Tiana Predan Pontu Wono Sana Kudu Yude no Mahalundo Tiana Predan Kudu Wono Tilebe Tidak Kudu Sabija Pawuna Kudu Yude no Kini pulau dia dua bahasa Indonesia, pulau dua Yesus dia, pulau dia satu no, pulau bawah mama buat ini kubiang dodo, pokok Yesus dia, pulau dia Yesus dulu no, tahun ini dua Indonesia, pada nomorna, pada nomorna no, ini dengan bagi pulau dia dulu, pada nomorna, bawah mama buat ini kubiang dodo dengan jika Di dulu jauh lalu tahu je komen solusinya pada anumur nama no wamnya wanda kita no dulu juga wamnya wanda kita no dulu wamnya wanda kita sih tapi lalu Yesus bido Yesus sahaja solusi untuk mengumpulkan solusi itu buat sahabat tahu solusi Teixi tensia season rumah kemana baru jual ya dia lah dia ngamuk ngata dengan padu pinjaman pakar uang ada ceknya uang ini baru sebab dunia dia no bawa uang tua no lah dari ceknya anak hari memang sebenarnya anak hari ceknya mereka di ceknya di engineer tu ceknya engineer sebelum tu gua kalau dia dia no bawa uang tua ni no sih no macam bawa uang tua le tu gua bisnis kan cuci bisnis solusi dan hari gua biro no dah rumah tu sih gua jauh lah sebelum dah saya bukan nasi no solusi buat lain kalau no bila Yesus tu lebih solusi tu juga adiga Dengan salib dia, bukan dengan kesonakan yang normal. Ekologi dan moral, anik teknologi dan moral. Namun baik dari nama teknologi yang berbawa banyak, no. Jahan namanya sansa dia amal lagi itu. Lalu ada ekologi itu. Jika awak sendiri papi yang no, apolong kita gambar ada, no. Kalau dulu Yesus itu tidak paham. Jadi awaknya sama biar no, dengan baik itu pokok no, dengan baik itu nama luar sini luar atau ibu dia no, dengan baik itu pokok ya, awaknya sama yang menjadi Yesus itu pulau kembali, asal itu jauh dari buah awaknya sana tak ada jauh no, tapi banyak no tu joshi no. Sebenarnya jadi dengan soal kami pun bicara jadi mereka nanti puangnya no, usia sendiri milik silau no. Mana kalau yang juga dia itu sesi puangnya no, sendiri milik silau juga no, ada itu juga lebih menarik asal mereka karena jika dari kita, orang Aisyah lalu nyom lalu no, kalau juga lain saya ada, bawa dia mau no. Jika nanti juga ada solusi, ini itu lebih jauh.
တေရနော်နတိကာလဒီမှာစာတိရှိရင်စာတိစရနော်သူစင်တို့ဟာမနေ့ဒီကနေ့ပုံစံနဲ့ဒီနေ့ပုံစံသူသေးရတာအတူတူနော်ပေါ်တိကပုံစံနဲ့ဒီနေ့ပုံစံသူသေးရတာမတူဘူးရုပ်ပဲပြောင်းသွားတာမဟုတ်စိတ်ကလေးပြောင်းသွားတယ်နော်အတဲ့20ကျောင်းဝင်ခြင်းဆိုရင်ဘုဖြစ်ရှင်တဲ့ဟာကို motivation ပေးတဲ့ကောင်းကောင်းတရားရှိမယ်ဆိုလို့ရှိရင်အဲ့ဒီကလေးလေးကအဲ့ဒီပုဂ္ဂိုလ်ကသူဖြစ်ရှင်တော့ကောင်းကောင်းကြီးလုပ်မယ်နော်အတဲ့30ကျိုး40ကြီးပါဖြစ်လာပြီဆိုလို့ရှိရင် motivation ဘယ်လောက်ပဲကောင်းကောင်းပေးတယ်သူရဲ့စိတ်ကမကြီးမသားကြီးဖြစ်နေနော်ဒါအကြမ်းဖက်ကိုရောက်တော့တာပြောပြတာနော်ဒါလူနဲ့လူနဲ့ဇာတိစရာမရဏနော်ဒါကိုကျွန်မနဲ့ဆိုတာနော်ဒါနတ်တိဇာတတာအမရဏနဲ့တို့တွေဥစဉ်ပြောပါဘူးတို့တကဒါမှလည်းအပေါ်လုံးကမွေးလာပြီဆိုလို့ရှိရင်အပေါ်လုံးသိရှင်းရမှာနော်ဒါမဲ့သိရှင်းကာလမှာသိမယ်ဆိုတာသိနေရတယ်တချို့ကြတယ်အမိဝမ်းကြီးကအရင်ကမှမရောက်ဘူးနော်အမိဝမ်းကြီးမှာပြေးသွားကြတာမရှိဘူးလားဝေပြီးရင်ဒီတော့မရှိဘူးလားရှိတယ်ဝေပြီးတော့တစ်ပါးညာတာက6လပါညာတာမရှိဘူးလားရှိတယ်နော်ဘယ်လိုလဲသင်လို့ပဲသူ့ရဲ့ကံအားနေဆိုတာဒီဘဝမှာကြောင်ပြီးတော့သူအကျိုးဒါခံရရတယ်နော်ဦးဇင်းတို့မြတ်စွာပြောခဲ့ပါတယ်နော်ဒါဒီရှိတဲ့ကာလမှာသင်နေဆိုတာလေအတူမသိဘူးနော်လူတိလာရေးဆယ်တော့ပြင်ပါပဲသူရဲ့ကံအားတွေဆိုတာကိုယ်တို့ကံအားတွေဆိုတာဦးဇင်းတို့လူဘဝကြီးကိုရလာတယ်လူဘဝကြီးကိုရလာတယ်ဆိုလို့ရှိရင်အဲ့ဒီလူဘဝကြီးခန္ဓာကြီးကိုရလာတယ်ဆိုလို့ရှိရင်ဇာတိဆိုလည်းရလာမယ်ဆိုလို့ရှိရင်မရဏပေါ်လာကြမယ်နော်နောက်ကဒါတရားမှာလူတိုင်းမလွေးမရှောင်စွာဒီနေရာကိုပဲသွားဒီသဘောတရားကြီးကိုဒါခံစေရမယ်နော်ဒီသဘောတရားကိုအကုန်လုံးသိရမယ်နော်သိရတဲ့အတိုင်းပဲကျင့်ရမှာနော်ကိုယ့်ရဲ့မြင်သာစိတ်ကဒီလိုတရားပြောတော့တာပြီဆိုလို့ရှိရင်ဦးစင်းတို့ကလည်းဖြစ်ဘူးလားဖြစ်တယ်နော်ဖြစ်တယ်ဆိုတာဦးစင်းတို့ကတော့ဒီလိုမျိုးဗရဏာလို့ဒီကမှထားတယ်ဦးစင်းတို့ကဘုန်းကြီးတွေဟိုတာပြီးတော့ပြီးတယ်ဒါပေမဲ့ကိုယ်တိုင်းရွှေ့ကိုပြီးတော့ကြက်ချင်ပြီးတော့လေးလေးလေးနဲ့စဉ်းစားဝေဖန်တဲ့သဘောတရားမရှိဘူးနော်မရှိတဲ့အခါကျတော့ဝမ်းလို့ကိုယ်စင်းတို့ကလည်းဖြစ်ကြဘူးလားဖြစ်ကြတယ်ဖြစ်လို့ဖြစ်တာကိုလူမျိုးဆိုတော့ဒါဖြစ်တာပေါ့နော်လူနဲ့လည်းဝမ်းနဲ့ကိုယ်စင်းနဲ့ဖြစ်တယ်ဒါပဲမဲ့အများကြီးလူစင်းတို့ကပုံတိတရားမသိနော်ကောင်းတိနာမသိကိုဖြစ်တယ်တဲ့ဆရာနော်ဖြစ်လို့ဖြစ်ပါဒါပဲဘုရားမသိတရားမသိသံဃာမသိမဖြစ်ဘူးမဖြစ်နဲ့တဲ့နော်ဒီနေ့ဒါအလိုကြောင့်ကုသိုလ်ကောင်းပြီးတော့တဲ့ခါလေးရဲ့အသေးကကိုယ်တော်က30ပါတယ်နော်30ပါဆိုတာဒါလူလာမယ်လို့ပြောရမှာပေါ့နော်ကျွန်တော်လူလာမယ်လို့ပြောရမှာပေါ့နော်ဒါဘာမှလည်းပါပြည့်စုံတဲ့အချိန်ပေါ့နော်ဒါလူလာမယ်လို့ပြောတာဒါသူ့ရဲ့ကံအားကိုစံအကြောင်းကြောင့်ဒါဘဝအောင်ကိုစွန့်ပြီးတော့ဘဝတိကိုကုပြောင်းသွားတယ်နော်ဒါဆိုရင်ဒီလိုမျိုးလူကြီးကမခံတဲ့အချိန်မှာဒီလိုအကုန်လုံးဖြစ်သွားကြတယ်နော်သူတယောက်လေးဟောသူ့လိုပဲငါတို့လေသူ့လိုပဲငါတို့လေတမီးနေတရှင်းနော်ဒါရက်စီခိုင်ပြမှာဒါဥပ္ပဇေလို့တွေကကြောက်သွားတယ်ကြောက်သွားတယ်နော်အမှားဒီမှာခါလေးရင်းကြီးတော့တော့အဖိုးလေးအကြီးကိုနှလုံးသွင်းနော်ဒါရှင်းဒီနေ့ဒီလိုမှာသူတို့တည်ကြည်မပြည့်စုံတော့ဘူးလားပြည့်စုံတော့တယ်နော်နှစ်ခုလောက်ရှင်းယူပြီးတော့စောင့်ရတဲ့တိတ်ကိုစက္ကန့်တိုင်းဒီနေ့ပြောမှာပြကြတော့ဘူးလားပြကြတော့တယ်အကုန်လုံးကဒါဒီနော်ဒါအိသသဘောတရားနော်ဒုက္ခသဘောတရားအနတ္တသဘောတရားလို့ဆိုတာကိုနားရရနော်ဒီခန္ဓာကိုယ်ကြီးဖြစ်လာတယ်ဒီခန္ဓာကိုယ်ကြီးကိုဘဝဘာနဲ့မသေးပါနဲ့မနာပါနဲ့ဆိုပြောရမှာတရားကိုဒီခန္ဓာကြီးကိုရောက်မယ်ဒါအလွယ်ကူဆုံးသဘောတရားကိုဒါတော့ရှင်းပြတယ်နော်ဒီသဘောပဲနော်ဒါကြောင့်တတိယရှိခြင်းကြောင့်ရှင်းနေတဲ့ခိုင်တာပေါင်းတဲ့ဘဝကိုရောက်တာနော်ပေါင်းတဲ့တွေတွေ့ပြီနော်ဒါမှလည်းနော်ဒါ
ဒါလက်ရှိဘဝမှာပေါင်းတဲ့ပုံကိုပေါင်းတာတွေကိုဒီစမှတောင်းတလာဘဝအပ်ပတ်နေတာနော်ဒီဘဝလေးနဲ့ဒါမလို့တဲ့တိကိုရောက်ကြမယ်နော်ဒါဆိုရင်ခုနကပြတဲ့လိုမျိုးပဲထူလို့ပါလားအဲ့ဒီတော့ဒီကပြစ်တာဘုံရောက်ပါလို့ဒီနေ့ပြောတဲ့အခါသူ့စီကိုရောက်တဲ့တခြားဘုံကိုရောက်တော့မယ်ဆိုလို့ရှိရင်သူ့စီကိုမရောက်တော့ဘူးဒါကြောင့်ဒီနေ့ပြောတဲ့အခါသူ့ပဲအကျိုးမရှိတော့ဘူးလို့ဒီလိုချက်လို့မရဘူးနော်ဦးစင်းတို့ပြောကြတာကဒီနေ့ဒီကကြီးကအတိအကျမကြောက်တော့တယ်ဆိုတာသိနေရတယ်။အတိအကျဦးစင်းလည်းမသိနိုင်ဘူးနော်။ဒါကြောင့်ကျွန်တော်စောင့်မှပြီးတော့ပြောရတာပို့တော့နော်။သူ့ကိုရပါစေနော်။ရပါစေဆိုတဲ့စိတ်နဲ့စောင့်မှပြီးတော့ပြောကြတယ်။ကြောက်ကြတဲ့ဝင်ဝင်တွေကိုဒီကနေ့ကိုပြည့်စက်တဲ့ချက်ပါ။အဲ့ဒီကြောက်ဝင်ဒီကနေ့ကိုရောက်တော့တာတော့ဒါမှဒီနာဖြစ်တော့တယ်ဆိုတာမြင်ရတာ။အမြင်ရဘူးတို့ဒီတက်တော်သူရောက်တော့ဆိုလို့ရှိရင်ကတိငါမျိုးမှာဖြစ်မှာတော့သိချာတယ်ဒါပေမဲ့ဒီကတိမှာဖြစ်နေဆိုတာဘယ်သူမှမသိနိုင်ဘူးเนาะအဲ့လိုမျိုးစာမေးတာကြောင့်စောင့်မှန်ပြီးတော့ဒီကုသိုလ်ကောင်းမှုလုပ်ရတယ်เนาะဒီလိုဒီကနေ့ကနတ်ဘုံတွေရောက်တော့မယ်ဆိုလို့ရှိရင်ဦးဇင်းတို့အဲ့လိုဒီလိုစက်လို့ဒီလိုလိုနာသမီးတွေရတယ်ပြောပါမယ်တော့เนาะဒါတို့ဘဝရဲ့ဆင်းရဲတဲ့သူဒီလိုရှိတဲ့ရှိတဲ့ဘဝကုသိုလ်တွေကောင်းဖို့ဒီရှိခံပြီးတော့เนาะဒါပေါ့တဲ့အဲ့ပါဒီလိုပြကြပြီးတော့ရောက်မှာပေါ့နော်ဒါဆိုရင်ဆိုလို့ရှိရင်ဒီကုသိုလ်ကောင်းမှုသူမြတ်ရအောင်ဒီနေ့ပြောတဲ့ဘဝတေတောပြောတော့ကြောင်းသွားသောအလူဒါယကဥတီဘောမိချောအာလူကနိုင်ပါသုံးပါတော့ရှောင်းပါကိုရပါစေရှင်ရောက်ပါစေရှင်အကျိုးမှာဆွမ်းသင်္ကန်းစားတော့လူခွေဝတ္ထုစုစုတို့ကိုလူကပါကုန်၏ရှင်ဘုရားဒီတော့ဘုရားစေတနာတို့၏ဘုရားကိုဘဝဟောမှာဘဝတိတုခုပြောင်းသွားသောလူဒါယကဥဒီဘောမိရှောတိရောက်ရဘဝရရဘုဒ္ဓနာမတာရုတုံးကျေကိုဆိုပြီးလျင်ကောင်းသောဘဝဘုဒ္ဓနာမဆံစရပါလို့ဤအရှင်ဘုရားတာKunondore dengan dia pasti. Sorry sama tuh. छोरी समाता छोरी लेकिन जाओ उठेला समाज जाऊ जाऊ काय काय तुम्ही काय
anh buổi nhà này được qua lúc vừa qua chú sư đồ lúc đang bảo bóng y xin bia y công tu ca xin na đô thị xin bia đô a xin lê ba adre khi bà y xin bia Muka Sedana Dojam Tiada Bidu Bidu Madodi Polinya A Yau Ya Yau Jam Atau Apang Ia Balui Shintia Ta
အလို့ရှင်တို့ပါရမတိမာလေးပဲဒီလိုတဲ့တကားကြီးစီကိုခြေသူတွေရောက်ပါစေဆိုပြီးတော့ဒါရေးစုပြီးတော့ပြင်ပပြီးတော့ဒါရေးစေရှာနော်ဒီနေ့ပြီးတော့လည်းဒီသူစီကိုရောက်ပါစေဆိုပြီးတော့စိတ်စေနာရှင်းရှင်းလင်းလင်းသာသာရှင်းရှင်းနဲ့စိတ်မှာပတ်ပြီးတော့ဒါရေးစေရှာနော်ဒါဆိုရင်ကိုယ်လုံးလိုက်ဆိုကြတယ်နော်မယံပါတိသံသာရဝတ္တဒုက္ခတောမောစနာထာယဣဒံမေပုညံနိဗ္ဗာနတဣစယောဟောတုဣဒံမေပုညံဣဒတကာလကတဣစယောဟောတုဣဒံမေပုညံသဗ္ဗပတ္တနာပါစေမအရှင်ဖေယဘုရားတပည့်တို့မတို့သည်ကံကို၎င်းကာဤအကျိုးတရားကို၎င်းယုံကြည်ပါဝတိဖြစ်၍ယနေ့ယခုရောက်ပါစေရှင်ရောက်ပါစေခြင်းအကျိုးမှာဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအဆုစုလို့ကိုပြုလုပ်ကြပါကုန်၏အရှင်တရားအထူးအားဖြင့်ဒီဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအဆုစုလို့သည်ဘဝဟောင်းမှာဘဝတိတုသူပြောတော်သောအလုထာယကဒီဘောမရှိအားအမြပြေဝေပါ၏သုမတဘာသံတရားဆက်ဆက်မှယခုဘဝတိုင်အောင်သူစားခဲ့ပြီးတော့ဒီကိစ္စကေဆရာတကယ်ယေရှုရှင်တော်၎င်းဆွေမျိုးမိတ္တကာအပေါင်းတော်၎င်းကိုဆောင်နာဆောင်နာဓမ္မယောဆောင်နာကျောင်းဆောင်နာရန်ဆောင်နာရက်ွယ်ဆောင်နာမြို့ဆောင်နာသူဆောင်နာတောင်းဆောင်နာအာဂါသဇုဘုံမဇုယောဂဇုအကြမေယမမေသုံးစစ်တဘောကျင်လည်ကြကုန်သောအလုံးစုံသောဒုက္ခိတတတဝါပေါင်းတို့အားအမြပြေဝေပါ၏အမြရာ၍ချမ်းသာကြသည်အမြရာ၍ဝမ်းသာကြသည်အမြရာ၍ချမ်းသာကြသည်ဖြစ်ကြပါစေသောအာလူတော်ကြပါကုန်တော်သာလူ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 ကြကြသည်များအမြလူတော်ကြပါကုန်တော်သာလူ
ပြီးတော့ဘုဒ္ဓဘာသာကိုပြုလုပ်ပြီးနောက်တစ်ခုကြံတည်တယ်နော်ဒီစံတော်ကရေးဆက်ရှာပြီးဝိလောကီကိုရေးပြီးတော့ဘုဒ္ဓဘာသာကိုပြုလုပ်တယ်ဆိုလို့ရှိရင်ဒါပရိဒီပါရတဲ့အခါမှာရေးဆက်ရှာပြီးမှရွရမယ်နော်ဒါကြောင့်ဒီကဘာကမှတွေမိတို့ရဲ့ကိုယ်ကံကိုယ်ကံနဲ့နော်လုံးလုံးအပါနော်ဒါကလည်းကြောက်စင်ကြောက်တာပြီးတော့ဘေးပေါင်းရတော့အာရုံပေါင်းတော့ကဲဆင်ပြီးတော့ကောင်းကျိုးရှင်းတာလုံးနေနေတာလုံးလုံးနေတာပေါင်းပြည့်စုံပေါ်ရသူစရောနေပြီးတော့ဒီတာတော့ပရိဒီယာကိုညကိုဒါရွက်ခါတယ်ဒုတိယဘာကလည်းလည်းရိုးရိုးတင်းတင်းလေးလေးဆက်ဆက်နဲ့ဒါပရိဒီယာကိုညကိုနာချကြပါနော်ဒါတရားပြည့်စုံတဲ့နာကြမယ်ဆိုလို့ရှိရင်အကျိုးပေးပါနော်တန်ဃာတော်ရှင်ပြတော်ဘုရားတပည့်တို့အားပြည့်စုံပေးပါဖြင့်ထောက်ပံ့တဲ့ကမ္ဘာမှန်တို့အားမိသားရှိထား၍မြစ်တာတော်ပရိဒီယာကိုညကိုရဖပူဇော်ကြပါတန်ဃာတော်အရှင်ပြတော်ဘုရားတမန္တာသတ္တဝါရေတုအတ္တရာကိသံတုဒေဝတာသာဓနာနိရာဇတာတုနန္တုတေကမုပ္ပတာဓမ္မသဝနာကာလောမယံပေတံတာဓမ္မသဝနာကာလောမယံပေတံတာဓမ္မသဝနာကာလောမယံပေတံတာနမောတတ္တဗုဒ္ဓဝါဒောရာဒောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရာဒောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရာဒောသမ္မာသမ္ဗုဒ္ဓတ္တယတသုဘဝတောယခဒေဝရတတိပိတနာယမိဇဝနိယုသတောရတတိဝမတံတိတောသုဒ္ဓံသုပတိသုဒ္ဓောသဗ္ဗဗကေစေနာပတတိဧဝမာတိကုဏဗေဒံပရိဒန္တဗြဟ္မဟိကရတိယမတ္တဗုလေနာယတတတမတံဝိသမေသတေဘောသုသတုသုသတုဝသောသတံဘုဒ္ဓနတိပါဏိတံတုဘောသုသဝရောသဗ္ဗကေစေသလာဝကဟုတ်တိတန်တေရိယောသတိပဝောသာအကကမောကုလေသောအနုကေတောနသဗုဒ္ဓမသရေကေစီယေနဝိညောပရေဥပဝေကေယောသုခိနောဝအနိမိနောဝဝတုတဗ္ဗတတဘောနုသုခိတာယေကေစီဘာနာဘုဒ္ဓတိတသဝသာဝရဝတ္တဝမေတ္တာသဗ္ဗဗုဒ္ဓ ानु ဘာဝနာသခတိမုံကဘုရားရှင်ပြန်နေတကုတ်တေသောအနုဘုရောကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝနာသခတိမုံသောတရားတော်နှင့်တကုတ်တေသောအနုဘောရောကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝနာခတိမုံသောသံဃာတော်ရှင်ပြည့်တို့၏တကုတ်တေသောအနုဘောရောကြောင့်၎င်းပရိဒတ္တယနေ့ယခုဘုရားတော်ပရိဒတရားတော်မြတ်၏ဧသတာဧသတာတေဇနဇတကုတ်တေသောအနုဘောရောကြောင့်၎င်းဓမ္မတဝတ္တဒေစေနဇယနေယကုဏကျေယတေယရမေတကောတိသောအနုဘောရောကြောင့်ဧတုမံကံနေလကတကံမတုဟိအကလာအသံတိကကာယိတုကိုရကိုပတ္တနာလုနသာဒနာဖြစ်စေဖြစ်တဲ့ဟူသောဝါကျေဥစံကြောင့်လည်းဟူသောသဗ္ဗမရရော